ကျမဒီနေ့ဘာပြောချင်လဲဆိုတော့ကြိုတင်ပြီးတော့ကျမအရင်တစ်ခါလဲပြောခဲ့ပြီးသားပါเนาะဒါပေမဲ့လေအခုပြန်ပြီးတော့မှနောက်တစ်ချိန်ပေါ့เนาะဒါထပ်ပြီးတော့မှပြောတာပါဒုတိယအချိန်လားတတိယအချိန်လားတော့မသိပါဘူးကျမအရင်ပြောခဲ့ပြီးသားပါเนาะဘာလေးတွေတွေ့နေလဲဆိုတော့ကျမထဲမှာလည်းကျမတော်တော်လေးကြည်နေနေတွေ့နေတယ်ရွှေစုစာအုပ်စုဖို့အတွက်ပြီးဆိုပြီးတော့မှကျမတို့အရင်မဲတွေစုတယ်လို့ပဲခေါ်နေကြတာနော်သူတို့ရဲ့စကားကတော့တရွေးပဲစုစုနှစ်ရွေးပဲစုစုသုံးပြစ်မဲ့အတူတူပတ်စံလေးတွေစုနဲ့ပတ်စံလေးတွေ9000တသိန်းသုံးပြစ်မဲ့အတူတူဒီမှာစုလို့ရတယ်ရွှေစစ်စာအောင်လေးလှုပ်ထားပေးမယ်ဆိုပြီးတော့မှဒီလိုမျိုးလေးတွေဒါရက်ွက်ထဲလေးတွေမှာဒီလိုလေးတွေနဲ့လှုပ်ပြီးတော့မှ post လေးတွေတင်ပြီးတော့မှခေါ်နေကြတာလေးတွေတွေ့တယ်နော်ဆိုတော့ခေါ်နေကြတာလေးတွေ့တဲ့ခါကျတော့ကျမပြောပြချင်တယ်အဲ့ဒီအတွက်ကိုကျမအမြဲတမ်းပြောပါတယ်ကျမရဲ့ပြောဆိုချက်တွေဟာလူတစုကကျမကိုမုန်းပါမယ်လို့ကျမပြောပြီးသားဒါပေမဲ့အဲ့ဒီမုန်းတာတွေကိုဂယုမဆိုင်ဖဲနဲ့မကြောက်ဖဲနဲ့ပြောတာဒီအများကောင်းစေချင်လို့ပြောတာပါနော်ဆိုတော့ကျမအတွက်ဒီစကားတွေမပြောလဲကျမကဘာမှမဖြစ်ဘူးဒီစကားတွေပြောလဲပြောရင်ဘာဖြစ်လဲဆိုတော့ကျမကိုလူမုန်းများတာပေါ့နော်မုန်းတဲ့လူရှိတာပေါ့ဒီစကားတွေမပြောရင်ရောကျမကဘာဖြစ်လဲဆိုဘာမှမဖြစ်ဘူးနော်ပြောရင်ရောကျမကိုဘယ်သူကဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးနော်ဘာအကျိုးမှမရှိဘူးဒါပေမဲ့ကျမစကားကိုနားထောင်လိုက်ရတဲ့သူတွေကတော့အကျိုးရှိသွားမယ်အဲ့တော့မုန်းရင်မုန်းလို့ရပါတယ်နော်မုန်းရင်မုန်းလို့ရပါတယ်မုန်းမှာလွတ်လွတ်လပ်လပ်မုန်းလို့ရတယ်နော်ဆိုတော့ဘာဖြစ်တယ်လဲဆိုတော့အဲ့ရွှေစုစာအုပ်ကလေးတွေအဲ့တော့အရင်တော့ကကျမတို့မဲတွေဆိုပြီးမဲတွေစုကြတယ်အဲ့တော့ဘသူတွေအများဆုံးဆိုအမျိုးသမီးတွေပေါ့ရက်ွက်ထရအမျိုးသမီးတွေเนาะမဲတွေစုကြတယ်မဲတွေစုကြပြီးကျမတောင်ပါပါတယ်ဘာဖြစ်လို့ရင်းနှီးတဲ့သူတွေလေမပါပြီးပါအောင်ဆိုအဲ့လိုတွေပြောသူတို့ရဲ့ဟာတွေကလည်းကိုလည်းနားမလဲသိလားဟာဘလို့တွေလီလန်မဲတွေရောဘလို့စုမဲတွေရောဘာအများကျမနားမလဲကျမကတော့ပုံကိုကြီးအရာပဲလူနဲ့ပဲပေါ့ကိုနဲ့ရင်းနှီးနေတယ်ဟာကိုလည်းပါပြီးပါအောင်အားဖြည့်ပေးပါအောင်ဘာညာဆိုဘလို့ပဲဖြစ်ကိုကတော့ငွေလိုတဲ့သူမဟုတ်ဘူးငွေလိုတဲ့သူမဟုတ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့ကျမကတော့ပတ်စံမယူဘူးရတယ်ကျမကိုပတ်စံမဖြစ်နဲ့မပေးနဲ့ကျမနောက်ဆုံးကြမှာပဲယူမယ်ထုတ်သူကျမအမြတ်လည်းမပေးချင်ဘူးသူများကိုအမြတ်ပေးပြီးပတ်စံထုံးရလောက်အောင်လဲကျမငွေမလိုနေတော့နောက်ဆုံးမှယူမယ်ဒါဆိုရင်အမြတ်ပေးစရာမလိုပေါ့ကျမကူညီတာလေသူတို့တွေကပါမယ်ဆိုအဲ့လိုပဲထဲကိုလည်းထုတ်မယ်ဆိုပြေးကိုထုတ်ကန်ကြီးဆိုပြေးတဲ့လားကိုထုတ်ကန်ကြီးဆိုပြေးတိန်းထောင်ချီเนาะအဲ့လိုမျိုးရင်းနှီးတဲ့သူတွေပဲ2ဦး3ဦးဒီလိုနဲ့ပါတယ်ခဲ့တယ်ပေါ့เนาะအဲ့ဒါပါလဲဆိုဇရိတာပေါ့ကိုကျင်တရားပေါ့အဲ့တော့အဲ့မဲတွေကတော့လူတွေကတော်တော်များများလဲခံပြီးသွားပြီတော်တော်များများလဲအဲ့တော့အခုအဲ့မဲသမားတွေကပြေးကြရောအဲ့အချိန်မှာပြေးကြပြီးတော့မှတစ်နှစ်တန်ဒီနှစ်နှစ်တန်ဒီနဲ့ပျောက်သွားရောဟောပြီးရောဘာမှမဖြစ်တော့တယ်လို့ပဲပြန်ပေါ်လာတယ်เนาะပြန်ပေါ်လာဒီဘက်ကပါသွားတဲ့သူတွေဒါဘဝပြတ်တဲ့သူတွေအခက်ခဲဖြစ်သွားတဲ့သူတွေဒုက္ခရောက်တဲ့သူတွေနဲ့ဒါဖြစ်တယ်သူတို့ကအချိန်တစ်ခုလဲရောက်ပေါ့သူတို့က line ပေါ်မှာတထေးเนาะပြန်ပေါ်လာကြတယ်เนาะဆိုတော့ဒါလည်းအကုန်လုံးသိပြီးဖြစ်ပါလိမ့်မယ်အခုလာပြီနောက်တစ်မျိုးရွှေစုစာအုပ်ဆိုပြီးတော့မှလာတယ်เนาะဆိုတော့ကျွန်မတိကြတစ်ခုပြောရရင်တော့ဥပဒေကြောင်းအရာလဲတရားမဝင်ဘူးနော်ရက်ွက်ထဲမှာရွှေစုစာအုပ်စုဖို့အတွက်ခေါ်နေတာတွေကဥပဒေကြောင်းအရပြောရမယ်ဆိုရင်တော့အဲ့ဒီဟာဒီတရားမဝင်ဘူးကျမတို့တွေကဒီရွှေဆိုတာတပ်တူတွင်လိုင်စင်ရှိမှရွှေလုပ်ငန်းကလုပ်လို့ရတယ်နော်ကျမတို့ရွှေဆိုင်တွေဖွင့်နေဆိုရင်ကျမတို့ကကြောင်မြလိုင်စင်တပ်တူတွင်လိုင်စင်စသဖြင့်စီပင်လိုင်စင်စသဖြင့်ဒီလိုမျိုးအစိုးရစီမှာလိုင်စင်တွေဆောင်အခွန်တွေဆောင်ပြီးတော့မှရွှေဆိုင်တွေကျမတို့ရေဒနာဆိုင်တွေဆိုတာဖွင့်လှစ်ထားရတာနော်အဲ့တော့ဒီတိုင်းမဲ့ရက်ွက်ထဲမှာဘာမှမဟုတ်ဘဲနဲ့လူတယောက်ကနေပြီးတော့မှကျမတို့တခါတည်းရွှေစုစာအုပ်နဲ့စုလို့ရတယ်ဆိုပြီးတော့မှခေါ်နေတာတွေဟာဒီဥပဒေကြောင်းအရာတရားမဝင်ဘူးနံပါတ်1အချက်သိထားဖို့ဥပဒေကြောင်းအရာတရားမဝင်ဘူးဒါဆိုရင်အဲ့ဒီလိုစုတဲ့သူတွေဟာတကယ်လို့ something wrong ဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ကိုမရနိုင်ဘူးဟုတ်ပြီနော်ဆိုတော့အဲ့တော့ကျမတို့ဒါဆိုရင်စိုင်းနေရရောဆိုတော့စိုင်းနေကသူကနှစ်ရှည်လာများစိုင်းနဲ့ကနားနဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စိုင်းကြီးတွေကတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ရောနိုင်စားနိုင်တဲ့ဟာသူ့ရဲ့နာမည်ဂုဏ်သတင်းဆိုတဲ့ဟာရှိတယ်နောက်တစ်ခါသူဟာတရားဝင်အစိုးရမှာအခွန်ဆောင်ထားပြီးသားလုပ်ငန်းလိုင်စင်တွေရှိထားပြီးသားကျမတို့တရားဝင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုတော့ကျမကတီးစားအနေနဲ့မပြောလို့ဘူးနော်ဆိုတော့အဲ့လိုမျိုးပြောရင်လည်းပတ်စံရှိတဲ့သူဘက်ကပါတယ်ပတ်စံမရှိတဲ့သူဘက်ကပါတယ်နဲ့လာမပြောနဲ့ဒါဥပဒေကြောင်းအရာနဲ့ကျမကတရားဝင်မှုတရားမဝင်မှုပြောပြတာနော်ငွေရှိတဲ့သူပဲငွေရှိတဲ့မလူဘက်လို့မဟုတ်ဘူးအဲ့တော့ဒီလုပ်ငန်းကြီးတွေကစိုင်ကြီးတွေကလုပ်တယ်ဆိုရင်ကျမတို့ကဒါနှစ်ရှည်လာများထူထောင်ထားရဲ့သူ့ရဲ့ brand image ကိုသူတို့လွယ်ကူကူနဲ့မချိုးဖောက်ဘူးဒီအတွက်ကျမတို့ကယုံကြည်လို့ရလောက်တဲ့အနေအထားမှာရှိတယ်။ Okay ဒါဆိုရင်ကျမတို့ရက်ွက်ထဲကိုပြန်ဆဲမယ်။ရက်ွက်ထဲကနေရွှေစုစာအုပ်ဆိုပြီးတော့မှကျမတို့လုပ်နေတဲ့သူတွေ
ဘယ်မှာလဲအာမခံချက်တခုခု something wrong ဖြစ်ရင်ဘယ်မှာလဲအယုံအစားဟုတ်တယ်နော်ဆိုတော့ရွှေစုလို့ရတယ် hot pot စားမဲ့တူတူရွှေ9000မိုးလာစုလိုက်တရွေးလာစုလိုက်2ရွေးလာစုလိုက်3ရွေးလာစုလိုက်ဆိုပြီးတော့မှဒီလိုပြောဟုတ်ပြီကျမတို့က9000စုမယ်3သိန်းစုမယ်2သိန်းစုမယ်3သိန်းစုမယ်နော်ရွှေတရွေးကနေစုရင်းနဲ့ကဲတစ်နှစ်ပြည့်သွားပြီသူ့စီမှာကျမတို့ကရွှေ3-4ချက်သားဖြစ်သွားပါပြီတဲ့ကျမတို့ရွှေမယူထားသေးဘူးကိုပတ်စံပဲပေးထားတာလေ။ तू ကဒီပတ်စံကိုရွှေဝယ်ထားခြင်းလဲဝယ်ထားမယ်။ तू another business လုပ်ချင်လဲလုပ်မယ်။ तू တခုခုလုပ်ချင်လဲလုပ်မယ်။ Okay အဲ့ဒီအချိန်မှာကျမတို့ကကိုရွှေယူတော့မယ်ပေးတော့ငါရွှေပေးတော့ဆိုတော့မပေးနိုင်သေးဘူးဆိုရင်ဘာနဲ့တောင်းပါလဲ။ဘယ်လိုတောင်းပါလဲ။ဟုတ်လား။ကိုပတ်စံကိုသူများကိုအပ်ထားရတဲ့ကိစ္စ။အဲ့ဒီအတွက်ဘာမှအကာအကွယ်မရနိုင်ဘူးအဲ့တော့ရက်ွက်သေးတွေမှာရွှေစုစာအုပ်ဆိုပြီးတော့မှလုံနေတာတွေခက်စိတ်တွေတွေ့လာရတယ်ဟိုခုနကစုမဲကိစ္စလိုပဲအချိန်တန်ရင်ပြီးသွားရင်မိမိမစားရမတောက်ရဲ့ချွေးနှဲစာတွေအလဟတ်တပါမယ်ဟုတ်ပြီလားစုကြမလားစုချင်ကိုယ့်အိမ်မှာစုပုံးလုပ်ထားလိုက်9000ရွှေတရွေးစာစုမယ်မလားအဲ့9000စုပုံးထဲကိုထည့်လိုက်တသိန်းလားတသိန်းစုပုံးထဲကိုထည့်လိုက်2သိန်းစုကြလား2သိန်းစုပုံးထဲကိုထည့်လိုက်အဲ့ဒါကိုပစ္စည်းကိုလက်ထဲမှာမြင်ရတယ်နော်အဲ့တော့ဆိုင်ကြီးတွေကရွှေဆိုင်ကြီးတွေကရွှေစုစာအုပ်လို့လောက်တာနဲ့ရက်ွက်သေးဒီမှာပါရွှေစုစာအုပ်ဆိုတဲ့ကိစ္စပေါ်လာတယ်အဲ့တော့ကျမတို့တိုင်းပြည်မှာမှန်တာပြောရင်လူမုန်းတယ်เนาะကျမလည်းရွာပြင်ထွက်ရတော့မယ်ရွာပြင်မှာကျမကိုလည်းအိမ်ကြီးအိမ်ကောင်းတစ်လုံးကောင်းတော့စောက်ထားမှရတော့မယ်ဘယ်သူတွေဖော်လိုက်မလဲရွာတယ်ဖို့เนาะဆိုတော့လေအဲ့တော့ဒီစုမဲတွေနော်နောက်တစ်ခါအခုရွှေစုစာအုပ်ဆိုပြီးနောက်တနည်းနဲ့ပေါ်လာပြန်တယ်ရွှေစုစာအုပ်တွေဒါတွေဟာတရားမဝင်ဘူးဘာမှလိုင်စင်လည်းမရှိဘူးနောက်တစ်ခါအပေါင်ခံနေဆိုရင်တော့မှလေကျမတို့ကဥပဒေတွေကိုသိဖို့လိုအပ်တယ်ကျမတို့အပေါင်ခံနေမဟုတ်လားကျမတို့ကအခုရေဒနာဆိုင်ပေါ့အခုကျမတို့ကနေတဲ့အိမ်ပေါ့ရေဒနာဆိုင်ပေါ့နော်အပေါင်ခံနေပေါ့အပေါင်ခံမယ်ကိုစီမှာပေါ့အပေါင်ခံမယ်ဆိုရင်ကျမတို့ကအပေါင်လိုင်စင်မရှိဘဲနဲ့အပေါင်ခံလို့မရဘူးမြို့နယ်အပေါင်ဆိုင်ကတိသွားတယ်ဆိုရင်တရားစွဲလို့ရတယ်သူကဒီမြို့နယ်မှာအမိန့်ရအပေါင်ဆိုင်ဆိုပြီးတော့မှအစိုးရကိုသူကအခွန်ပေးထားပြီးတော့မှသူကဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမြို့နယ်ထဲမှာအခွန်မယူပဲအခွန်မဆောင်မဲနဲ့ဒီလိုမျိုးအပေါင်ခံတဲ့သူတွေကိုဒီအမိန့်ရအပေါင်ဆိုင်တွေကတရားစွဲလို့ရတယ်နောက်တစ်ခါဥပဒေကြောင်းအရာတရားမဝင်ဘူးအပေါင်ခံစားလို့မရဘူးကိုကနားလည်မှုနဲ့သာအချင်းချင်းဒီလိုမျိုးလောက်ကြတာတွေနော်ဆိုတော့လေကျမတို့ကဥပဒေတွေကိုတည်တည်ညံ့ညံ့သိထားတော့မှဘယ်ဟာတော့ဖြစ်ကိုယ့်အတွက်အကာအကွယ်ရနိုင်တယ်ဘယ်ဟာတော့ဖြစ်ကိုယ့်အတွက်အကာအကွယ်မရနိုင်ဘူးဆိုတာသိရမှာအဲ့တော့ကျမတို့မြန်မာပြည်မှာအဲ့လိုမျိုးပြောရင်ဆဲမှာပေါ့နော်ဘာဖြစ်လို့ဆဲမလဲဆိုအဲ့လူဒန်းစားလုံနေတဲ့လူဒန်းစားတရက်ကကျမကိုမုန်းမှာပေါ့ကျမကိုဆဲမှာပေါ့ဂရုမစိုက်ပါဘူးနော်ကျမကလေအဲ့တော့ခုနကပြောတဲ့စုမဲတွေကိုပတ်စံသူများလက်ထဲပေးရတာပြီးပြေးတာပဲเนาะမှန်ကန်တယ်ဆိုတာအင်မတန်ရှားပါတယ်เนาะနောက်တစ်ခါခုနကပြောတဲ့ရွှေစုစာအုပ်နောက်ထပ်ပုံစံတစ်မျိုးနဲ့ပေါ်လာပြီနောက်တစ်ခါမဲရောင်းတာအိမ်မဲကားမဲရောင်းတာတွေတရားမဝင်ပါဘူးเนาะအိမ်ကဘလောက်မဲတမဲကို3သိန်းနဲ့ရောင်းနေဘလုံးနောက်တစ်ခါကားမဲရောင်းနေချဲနံပါတ်အတိုင်းမဲကားမဲရောင်းနေအဲ့တော့ချဲတိုင်းတိုင်းတာပဲလေဟုတ်လား3လုံးကနန်းကပေါင်မဲဆိုပြီးတော့မှကားမဲတွေလုတ်တယ်မလား3သိန်းတို့2သိန်းတို့3သိန်းတို့ကျမတို့ချဲထိုးနှလုံးထိုးရင်တော့မှကိုက900ဘိုးထိုးခြင်းထိုးလို့ရသေးတယ်100ဘိုးထိုးခြင်းထိုးလို့ရသေးတယ်နော်1000ဘိုးထိုးခြင်းထိုးလို့ရသေးတယ်သူကချဲနံပါတ်အတိုင်းပဲကားမဲတမဲကိုဝယ်လို့ရှိရင်3သိန်းလန်ခရူဇာကြီးအဲ့ဒါချေးရောင်းစားတာပဲလေဟုတ်လားအဲ့ဒါချေးရောင်းစားတာပဲအဲ့တော့ဘာလုပ်လဲဆိုတော့နလဲပလဲနဲ့လုံနေကြတာတကယ်တော့ဓာတွေကိုလည်းတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကတင်းကြပ်အရေးယူပေးဖို့လိုတယ်ကားမဲတွေလုံနေတဲ့သူတွေဒီစုမဲတွေလုံနေတဲ့သူတွေဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းကြားဖြတ်နေပဲဒါကြားဖြတ်နေလုံနေတာနော်သူများရဲ့ငွေကိုခေါင်းစဉ်ပေါင်းစုံနဲ့အိမ်မဲကြားဖြတ်မဲဒါလဲနော်အိမ်မဲဆိုပြီးရောင်းထားတယ်နှစ်တည်သာကြာသွားတယ်အဲ့ဒီမဲကမဖောက်ပေးလို့အဲ့တော့ तू ကအိမ်မဲက3000လို့သတ်မှတ်ထားတယ်ဆိုပါစို့ဒီမှာ तू မှာ3000မရသေးလို့မဖောက်သေးဘူးအော် तू က3000သူ့လက်ထဲမှာရထားပြီးပြီလေ तू ကအေးဆေးဆေးပဲဟုတ်လားမပြည့်သေးရင်မဖောက်သေးဘူးအဲ့ဒါကြားဖြတ်နေအဲ့တော့အစိုးရကလည်းဓာတွေကိုလေတင်းကြပ်အရေးယူပေးဖို့လိုတယ်လူတွေလည်းသိဖို့လိုတယ်ဒီ